ဇလန်းပိုင်းကရိုးပေမဲ့လက်ကွက်တွေများတဲ့အပြင်တော်တော်လေးဖန်ဆားနိုင်တဲ့ရုပ်ရှင်တကားလို့ဆိုလို့ရပါတယ်။ထိုင်းမှာတလပိုင်း16ရက်နေ့ကယုံတင်သွားခဲ့တဲ့ဖနောဆိုတဲ့ horror ရုပ်ရှင်ကို review လုပ်ပေးချင်ပါတယ်။ 5 Star Production ကနေဖန်တီးခဲ့တဲ့ဒီရုပ်ရှင်ကတော့ Out of the Devil Trilogy ရဲ့မူလအစပြုရာရုပ်ရှင်ဖြစ်ပြီးတော့ Out of the Devil 2နဲ့အဓိကပြဆက်ထားပါတယ်။ဇလန်းပုံစံကတော့တရွာလုံးကမကောင်းဆိုးဝါးတစ်ယောက်အဖြစ်သတ်မှတ်ထားကြတဲ့နတ်ဆိုးနှမိတ်နတ်ဆိုးနှက်ခတ်နဲ့မွေးဖွားလာတဲ့ကောင်မလေးတစ်ယောက်မွေးဖွားလာခြင်းနောက်ပိုင်းမှာဘလို့အကြောင်းအရာတွေရှိနေမလဲဆိုတာကိုကြည့်ရမှာပါ။ Out of the Devil Trilogy ကိုအရင်ကကျွန်တော် fan တယောက် request လုပ်ခဲ့တဲ့အတွက်ကြောင့် review တစ်ခါလုပ်ပေးပူပါတယ်။ Out of the Devil ဘလောက်ထိကျန်းတယ်ဆိုတာကိုလည်းဒီ trilogy ကိုကြည့်ပူးတဲ့သူတိုင်းသိကြမယ်ထင်ပါတယ်။အခုဒီရုပ်ရှင်ကလည်းနှစ်တွေအကြာကြီးနေမှထပ်ထွက်လာခဲ့ပေမဲ့အရင် trilogy က scene references တွေရောနောက်ပြီးအရင်အရသာမဖြတ် makeup effects လက်ရာတွေကိုပါဆက်ထင်းထားနိုင်ပါသေးတယ်။ဒီရုပ်ရှင်မှာအထူးဆန်းပါလာတာဆိုလို့ visual effects အပိုင်းတွေထည့်ထားတာဖြစ်ပြီးတော့အဲ့ဒါကလည်းကြည့်ရအရင်မဆိုးဝါးပဲနဲ့တော်တော်လေးသိတတ်တယ်လို့ဆိုလို့ရပါတယ်။အခုနောက်ပိုင်းထိုင်းတွေကသူတို့ရဲ့ရုပ်ရှင်တွေမှာ visual effects တွေပိုထည့်သုံးတာကြသလိုတကားတက်တကားလည်းပိုပြီးတော့တိုးတက်လာတာကိုမြင်ရပါတယ်။ Out of the Devil ကငကိုတွေက makeup effects တွေနဲ့နာမည်ရထားတဲ့ကားဖြစ်တဲ့အလျောက် visual effects ကပါဒီရုပ်ရှင်ကိုထပ် support ပေးလိုက်တာကြောင့်မူရင်း Out of the Devil trilogy ထက်ယုံမသွားတဲ့အပြင်ပိုမိုက်လာပါတယ်။ဇလန်းပိုင်းကရိုးပေမဲ့လက်ကွက်တွေများတဲ့အပြင်တော်တော်လေးဖန်ဆားနိုင်တဲ့ရုပ်ရှင်တကားလို့ဆိုလို့ရပါတယ်။နည်းနည်းမကြိုက်မိတာဆိုရင်တော့စက်ကောင်တွေရုပ်တရက်ပေါ်လိုက်ပြောင်းလိုက်ဖြစ်တဲ့လောက်ပဲမလို့တိတ်တော့ပြဿနာမရှိလာပါဘူး။ခက်ချမ်းချမ်းသွေးထွက်တန်တွေကြိုက်တဲ့သူတွေနဲ့ bloody disgusting ကိုအထူးနဲ့တက်သူတွေအတွက်ကတော့ထွက်လာခဲ့ရင်မလွတ်တမ်းကြည့်တဲ့ရုပ်ရှင်တကားဖြစ်နေမှာပါ။ဖနောရုပ်ရှင်ဟာ IMDb 7.5 ရရှိထားပြီးတော့ကျွန်တော်ရဲ့ rating ကိုတော့8အပြည့်သတ်မှတ်ပေးချင်ပါတယ်ဗျ။